ကဘာမှာတို့တိုင်းပြည်လောက်ချမ်းသာတဲ့တိုင်းပြည်မရှိဘူးပြီးတော့တို့တိုင်းပြည်လောက်မွဲတာလည်းမရှိဘူးနော်ဒါတော့ဘာပေါ့ဟို if you အင်္ဂလိပ်တယောက်ရေးခဲ့တယ်ဆိုတော့ဒီလိုကပြောအင်္ဂလိပ်လိုပြောမယ် if you tinker it does with the crops ပဲအင်္ဂလိပ်လိုမှတိတ်လာဗမာလိုကပြန်တော့မြေကြီးကိုဂလိထိုးလိုက်လို့ရှိရင်အသိဉာဏ်တို့ဖြစ်ရေမောသောတိုင်းမြေကြီးကိုဂလိထိုးတယ်ဆိုတော့ထွန်လာရတာပေါ့မြေကြီးကိုဂလိထိုးလိုက်ရင်တဲ့အသိဉာဏ်တို့ဖြစ်ရေမောသောတိုင်းပြည်တို့တိုင်းပြည်ကိုတင်စားပြီးခေါ်လာစားတို့ကအဲ့ဒါမသုံးတော့တလောက်ပြေကောင်းတဲ့အတန်းနဲ့တလောက်ရေကောင်းတဲ့အတန်းနဲ့တို့မသုံးတော့အဲ့ဒါပါလဲဆိုတဲ့ခါကျတကယ်ကိုအကြီးကျက်တို့ကမတွေ့သေးလို့အဲ့တော့ငါကခုနကပြောခဲ့တဲ့အိမ်မှာထောင်ထဲမှာနေခဲ့ရတဲ့ဆိုမင်းတို့ကပြောတယ်ထောင်ထဲမှာနေခဲ့တဲ့လေးလာငါးလာတော့အချိန်လို့အားရပါရငါသုံးခဲ့တယ်အခုဒါကြောင့်မင်းတို့စင်မောမှာတကူတကမင်းတို့ကဖိတ်နေရတယ်နှုတ်လို့ရှိရင် nobody ဘာမှမဟုတ်ဘူးလက်ကားကောင်ဖြစ်နေမှာဒါပေမဲ့ငါအချိန်လေးကိုငါသုံးခဲ့တယ်မင်းတို့လည်းပဲမင်းတို့အချိန်ကိုမင်းတို့သုံးကြည့်စမ်းမှာဖြစ်ပါတယ်